သူတောင်းစားကကောင်လေးကိုယတနာအိုးတစ်လုံးပေးပြီးပျောက်ကွယ်သွားခဲ့သည်ထိုသူကစိတ်မပတပါဖြင့်စိန်လက်စွပ်တကွင်းကိုအိုးထဲသို့ထည့်လိုက်သည်သို့တော်တခဏချင်းပင်ထိုလက်စွပ်သည်စိန်နှကွင်းဖြစ်သွားခဲ့သည်တငယ်ချင်းလည်းအလွန်မင်းပျော်ရွှင်သွားပြီးစိန်လက်စွပ်များကိုယတနာအိုးထဲသို့ဆက်တိုက်ထည့်တော်သည်အချိန်တိုအတွင်းမှာပင်သူ၌စိန်လက်စွပ်အကွင်းတရာရရှိသွားခဲ့ပြီးရင်းတို့ကိုရောင်းချရန်လမ်းဘေးတွင်ဆိုင်ကင်းခဲ့သည်ထိုစုအနောက်သို့လှည့်လိုက်စုလမ်းသွားလမ်းလာအမျိုးသမီးတဦးနှင့်တိုက်မိမတက်ဖြစ်သွားခဲ့သည်သို့တော်ထိုအမျိုးသမီးကသူ့အားလူအမျက်ထုတ်သည်ဟုထင်မှတ်သွားခဲ့ပြီးသူမ၏ဖက်နှက်မြင့်ဖက်နှက်မှထိုသူကြောင့်ပျက်စီးသွားကြောင်းသဘောပေါက်သွားသည်သူမကဖက်နှက်ပိုးလျော်ရန်တောင်းဆိုခဲ့ပြီးထိုဖက်နှက်ကိုရှစ်သူမြဒေါ်လာကျော်ပေးဝယ်ထားကြောင်းဆိုသည်ရှစ်သူမြဟုတ်လားဘာဖက်နှက်လဲရှစ်သူမြတန်တယ်တဲ့လားငါ့ကိုလာမလိန်နဲ့ပတ်စံရှင်းဆန်ငါအချိန်မဖြုံးနဲ့ဟုဆိုရထိုသူကလည်းသူ့အိတ်ကထဲရှိသမျှအကုန်ထုတ်ပြတော့လဲ$10တောင်မပြည့်ပေးထို့ကြောင့်သူပိုင်ဆိုင်သောစိန်လက်စွပ်တကွင်းကိုထုတ်ပေးကရော်ကြီးအဖြစ်ပေးလိုက်သည်သို့တော့အမျိုးသမီးကတစ်ချက်ကြည့်ပြီးမြေကြီးပေါ်သို့ပစ်ချလိုက်ကအတုဖြစ်ကြောင်း$တောင်တန်ဖိုးမရှိကြောင်းပြောဆိုခဲ့သည်ထိုသူကလည်းယင်းသည်စိန်စစ်လက်စွပ်ဖြစ်ကြောင်းမယုံပါကတန်ဖိုးဖြတ်စစ်ဆေးနိုင်ကြောင်းရဲရဲတင်းတင်းပြောဆိုခဲ့သည်ရှင်နားအောင်ဆန်းပါဒါတာအစစ်ဆိုရင်ကျမရဲ့ပရိသတ်2000မှတ်ချက်အင်္ဂလိပ်မူရင်းတွင်2သိန်းဟုဖော်ပြထားသည်ရှေ့မှာတင်အွန်လိုင်းကနေရှင်းချေတော့ကိုရေးဆေးပေးမယ်ဟုတ်ပါတယ်ကျမရဲ့အကိုကြီးဖန်ကြီးဂျိုးမီသားစုရဲ့ဒါပဲသူကရှင်းစီကဘာတွေဝတ်ထားလဲဆိုတာစစ်ဆေးပေးလိုက်မယ်အတူတွေပဲစောင့်နေလိုက်ဟုဆိုကအမျိုးသမီးကမစ္စတာဂျိုးထံဖုန်းဆက်လိုက်သည်သူမအားပို့ဆောင်ရေးဝန်ထမ်းကစိန်အတုတကွင်းနဲ့တိုက်မိပြီးလူအဆက်ကွဲစေခဲ့ကြောင်းပြောပြခဲ့သည့်ဖမ်းမှာဇက်ယုံထဲတွင်ရှိနေတော်လဲဂျိုးကလက်စုပ်၏အယောင်နှင့်လက်ရာကိုကြည့်ကအတုမဟုတ်ကြောင်းမှတ်မိသွားလိမ့်မည်ဟုမမျှော်လင့်ထားပြီးလက်စုပ်၏အယောင်နှင့်လက်ရာမှာအတုလိုမပေါ်လုံးတစ်ဖြင့်ထိုအမျိုးသမီးအားအခြားလက်စုပ်အချို့ကိုပါထပ်ပြခိုင်းခဲ့သည်ဂျိုးလျှောက်ဒီလိုအတုတွေကိုတစ်ခုချင်းကြည့်နေဖို့မလိုတော့ပါဘူးဟေ့စိန်လက်စုပ်ရောင်းတဲ့ညီလေးပဲမှလည်းသူ့ဖုန်းကိုပေးဆန်းကသူ့ကိုစကားပြောမယ်